哎，等你一个。8ကိုလေပုံးတော့3ယောက်ပေါင်းလာတာ Hello? 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 ဟုတ်ဘူးလေ ပြော ဟောတပည့်လို့အလင်းဝင်လိုက်ဘူးလေ ဘယ်လိုလဲဝင်လာတော့ဟာ ဗျာ ဘယ်လိုလဲပြောကြည့် ဟောဘာမှမပြောဘူးလေမတို့တော့ချိတ်ဆက်ပြီးတော့အလင်းဝင်လိုက်ဘူးလေ ဘယ်ရောက်လာရ ဟုတ်တယ်ဗိုလ်လေးလင်းဝင်လာပြီပဲတို့ ။ငါတို့လာပေါ့မယ်မင်းတို့ဖမ်းသွားတာဆိုမင်းတို့ဘယ်တော်တော့လို့ငါမင်းညာတော့ ဖမ်းသွားတာမဟုတ်ငါတို့လာကြခိုင်းလို့လာကြတာသူတို့က ဘယ်လိုလာကြခိုင်းလို့လာကြတာတော့ဘာတွေပြောနေရတော့ဒီလို လင်းဝင်မှုဆွေးကြပြောနေတာငါတို့ကပြောနေတာသူတို့ကဒီနေ့လာကြတာငါတို့လိုက်သွားပြီ ဘယ်လိုလဲတော့လဲရ ညီကတော့ပြောလို့မရဘူးလွမြောက်နေပြီရောက်သွားတာဗိုလ်လေးညီကတော့ကျွန်တော်လမ်းပြီးတော့သူတို့ ပြင်ရမှာလေ။ပြောမင်းတို့ဘာလို့နေလို့ဘာလို့မင်းတို့ခံစားနေရတာပြောတော့မင်းတို့ဘာလို့နေရတော့ ငါတို့အမှမနေချင်တာကွာငါတို့ကငါလွမြောက်နေပြီငါတို့ပြည်သူတွေမနေချင်တော့ဘူး ။အဲ့ဒါစပတ်တာငါလုံးမသားတယ်။ကိုလိုငါလုံးမမလို့ တိုင်နေဟယ်လိုအေးတကယ်ကြောက်အေးဟာလို့ပြည်သူတွေမနေတတ်ကြလို့အလင်းဝင်လာပြီခင်ဗျာမဟုတ်ဘူးလို့မဟုတ်ပါဘူး ဒီကနေ့ကဝိုင်းကုန်နေဒီလေးမှရှိဖုံးမဲ့တယ်မရ ဟုတ်အစားကသိစစ်ထားတာတော့ငါတို့ကိုကတမြောက်နေရောက်ပြီလို့ပြောတာအေးငါတို့အစားလုံးနဲ့သိကြတာငါတို့ကလွမြောက်နေရောက်ပြီတကယ်ကြောက် ဘယ်လိုလုပ်နေရောက်နေတာဘာကြီးထိုးနေရတော့ငေါ့ အေးရဘယ်လိုလဲမို့မဖြစ်ရင်လင်းဝင်လာတယ်ကြီး တိုင်တက်ခေါကန်ထုံးနာလာဘူးလေ ဒီဘက်ဝင်လိုက်တော့ ကိုကွဲမယ်လေနည်းနည်းကွဲနေတယ်โอ้ตมิงดคุยดีလဲမရှာအားလုံးမင်းတက်ပြဖို့ကောင်းတာမင်းကလို့ဒီ အေးတကယ်ကြောက် အဲ့ဒီပါတယ်ကိုလေပုံးတော့3ယောက်ပေါင်းလာတာ ဟယ်လို Hello? Hello? ဟုတ်ဘူးလေ ပြော ဟောတပည့်လို့အလင်းဝင်လိုက်ဘူးလေ ဘယ်လိုလဲဝင်လာတော့ဟာ ဗျာ ဘယ်လိုလဲပြောကြည့် ဟောဘာမှမပြောဘူးလေမတို့တော့ချိတ်ဆက်ပြီးတော့အလင်းဝင်လိုက်ဘူးလေ ဘယ်ရောက်လာရ
ဟုတ်တယ်ဘိုးလေးလင်းဝင်လာပြီပဲတို့ ပြောင်းငါတို့လာပေါ့မယ်မင်းတို့ဖမ်းသွားတာဆိုမင်းတို့ဘယ်တော်တော့လို့ငါမင်းညာတော့ ဖမ်းသွားတာမဟုတ်ငါတို့လာကြခိုင်းလို့လာကြတာသူတို့က ဘယ်လိုလားယူခိုင်းလို့လားဆိုပါတော့ဘာလို့ပြောနေရတော့ဒီလို လင်းဝင်ပါညာ လင်းဝင်မှုဆိုကြပြောနေတာငါတို့ကပြောနေတာသူတို့ကဒီနေ့လာကြတာငါတို့လိုက်သွားပြီ ဘယ်လိုလိုက်တော့လဲကြောင် ညီကတော့ပြောလို့မရဘူး လွန်မြောက်နေပြီ လွန်မြောက်နေမျိုးရောက်သွားတာဘိုးလေး ညီကတော့ကျွန်တော်လည်းမသိလို့သူတို့က ပြင်ရမှာလေပြောင်းမင်းတို့ဘာလို့နေလို့ဘာလို့မင်းတို့ခံစားနေရတာဘယ်လိုလဲ ငါတို့အမှမနေချင်တာကွာငါတို့ကလွန်မြောက်နေမျိုးငါတို့ပြည်သူတွေမနေချင်တော့ဘူး အဲ့ဒါစပတ်လာငါလုံးမသားတယ်ကိုမကိုလို့ငါလုံးမမလို့ တိုင်နေဟယ်လိုအေးတကယ်ကြောက်အေးဟာလို့ပြည်သူတွေမနေတတ်ကျွန်တော်လင်းဝင်လာပြီခင်ဗျာမဟုတ်ဘူးလို့မဟုတ်ပါဘူး ဒီနေ့ကဟိုအိုင်ကိုနေဒီလေးမှရှိဖုန်းမေးတယ်မရ အဲ့ဒါကကိစ္စထားတာတော့ငါတို့ကိုကပြန်မြောက်နေရောက်ပြီလို့ပြောတာအေးငါတို့အစားလုံးနဲ့စိတ်ကြတာကငါတို့ကလွန်မြောက်နေရောက်ပြီလို့ခင်ဗျာ ဘယ်လိုလုပ်နေရောက်နေတာဘာကြီးထိုးနေရတော့ငေါ့ အေးရလည်းဘောမဖြစ်ရင်လင်းဝင်လာတယ်ခင်ဗျာတိုင်ပြန်ခေါ်ကန်ထုံးနာကဘူးလေ โอ้ตมิงดาคุยดีလဲလဲမရှာအားလုံးမင်းတက်ပြဖို့ကောင်းอ่ะမင်းကလို